ပြီးကြတယ်ကွင်းသားကိုဆင်းရမယ်ငါပြောတာကြားကြလားဟဲ့ညီးတော့မိဖို့ထဲမှာညီးအလုပ်ရှိတာမလုပ်ဖဲနဲ့ဘာကိစ္စရေသွားလောင်ရတာဟင်ငါမဲနေတာမကြားကြဘူးလားဒီကိုကျွန်တော်အပြင်ကိုခဏခိုင်းပါလေအကြီးရဲ့ဟင်ဘာလဲနင်တို့ငါ့ကိုဝိုင်းညာနေကြတာဟုတ်တယ်မဟုတ်လားဟင်အောင်စိန်ပြက်စီးတာနင်တို့ကြောင့်နားလဲလားအောင်စိန်ကိုနင်တို့ချစ်တာမဟုတ်ဘူးနှင်းနေကြတာဟုတ်ပါတယ်အကြီးอ่ะကျွန်တော်မညာအောင်စိတ်ကိုငှားခိုင်းလိုက်တာဟုတ်ပါတယ်အကြီးရဲ့စုံမလီနိုင်အိစာဘုံဟောရတဲ့ဘုံရတဲ့ဘုံအစာစနေထူတပါအဖြစ်ပြရမှဖြစ်ဘုံရှိမသည်မြေဝိုင်းခစ်စီအသွင်တမှုထူလို့လားဘုံရှိမသည်မြေဝိုင်းခစ်စီအသွင်တမှုထူလို့လားမင်းသမီးမင်းသားသစ္စာထားဖို့ဟိတ်ကြကြနောဟိတ်ကြကြနောငေါငေါဟိတ်ကြကြနောဘိတ်ဘုံတစ်ချင်းရဲ့နဲ့မင်းသမီးထမိန်လေတော့ပြင်းနဲ့ဆွဲခါချိန်မှာမင်းမကတ်တော့ဝင်းနဘာမလို့ပါပါကလို့ပြီကန္တာလေကြံနေပါမြန်စွာခွေလမ်းမဲပါဝတ်တော်ကြည်ရမိုင်မိုင်အတဘုံလေးနာလောက်နာလာရဲငယ်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 မြေတလီမောင်ခေစင်ထိုင်တော့မေကွာဒါတော့ပင်နဲ့ပတ်သက်လို့ငါသိတာတော့ဒါပဲမင်းကိုင်းနဲ့သွားရအောင်မယ်ပုံလားတော်ကြမေ့မေ့ငါ့အိတ်လိုက်လာပြီးစူးနေပါအောင်မယ်ကွာသွားအောင်မယ်ဒါပဲနေဘယ်သွားမလို့လဲဝက်ကောင်းဆက်လာတွေဝက်လို့ဟင်အမေကလည်းရွာဦးထိပ်မှာဆက်ဖွဲ့ရောက်နေပြီလေစိတ်ကြောမြိုင်ဟင်မင်းအိမ်မှာအလုပ်တစ်ခုလုပ်တာငါ့ကိုပြတာမင်းဘာလုပ်ဟင်သွားကုန်မသွားရဘူးပိတ်စကုန်ကြသွားနေကိုသွားလိုက်ရတယ်ဟင်ဘာလဲနေဘာပြောမလဲကိုကအမှုပညာသည်လာလို့ဒီကအမှုပညာသည်သွားမိတ်ဆက်တာဒါအလုပ်ပဲပေါ့ဗျအမှုပညာအလုပ်အမှုပညာနဲ့နင်းနဲ့ဘာဆိုင်တယ်အိမ်ကဒလကြမ်းပညာအလုပ်တကြနင်းတစ်ခုမှမလုပ်ပြစ်ထားတယ်ဖဲလာအောင်မလေးနော်ရုပ်ပုံတိုင်မောတော့ငါ့ကိုအသေးရအောင်လုပ်ကြပါလားမလိုက်တော့ပါဘူးအဲ့တော့လေ
ကွာဒီလိုပါလားကျွန်တော်ကဒီရွာကပါကျွန်တော်အမေကမချူစိမ့်ပါဟိုမင်းမေမချူစိမ့်နဲ့ငါနဲ့ဘာပတ်သက်မိလို့တော့ကွာပတ်တော့မပတ်သက်ပါကျုပ်ကမိတ်ဆက်တာဗျဩမိတ်ဆက်တာများကိုနာမည်ကိုပြောလဲပြီးနေတဲ့ဟာဗျကျုပ်ကအောင်စိမ့်တယ်ဗျဩခင်ဗျာနာမည်ကကြောင်စိမ့်နေလားအောင်စိမ့်ပါဗျကြားကြားနိုင်ရင်တော့ကွာအောင်စိမ့်ပါလေမဟုတ်လားကိုကြောင်စိမ့်အေးသူကပြောလို့စနေတာတော့ဒီမှာလေဗျကောက်ပြီးနဲ့အဲ့ခဏတော့ဝင်းလာပါတယ်ဗျာပတ်စံတော့ကျတို့ကပဲပေးရစီတော့ကြတော့ဇာသမားတွေအထင်သေးနေပါဦးခင်ဗျားတို့လည်းသိရတာကိုဝမ်းသာလို့မဆုံးဘူးအော်ဒါညကြရင်ကျွန်တော်စက်ကူမောကြည့်မှာနော်လာခဲ့အမတို့သုံးယောက်နာမည်ကိုသာပြုတ်ပြီးဝင်လာခဲ့မင်းကိုဘသူကမှမနှောက်ယှက်စီရဘူးအော်ကာပီးရေဘိုးလေဟာမဟုတ်ပါဗျာကျုပ်တော်ဝင်ထားပါဒီရွာမှာမတ်ချွေစိန်တော့အောင်စိန်ဆိုလူရဲတည်တယ်လာ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 ဘယ်ရလဲမင်းကျွန်တော်ဒီရွာကဘာလုပ်နေရဒီမှာပွဲကြည့်လို့ဒါစားရုံနောက်ကမင်းသမီးတွေပေါ်သွားတဲ့နေရာမင်းလောက်ဘာရှိတယ်ဒီမှာကျွန်တော်ဒီလူရှင်တော်ကိုဘောဆန်နဲ့ကိုလေးစုကခေါ်ထားလို့ပါဘယ်ကိုခေါ်ထားလဲဒီနာနာခေါ်ထားတာပွဲကြည့်ဖို့ခင်ဗျဘာပွဲအောင်နေတောင်းနဲ့မင်းတို့ဘာတော့မင်းတနေ့ဟာထွက်သွားတယ်ဆိုရင်ပဲပြင်းတော့အတွင်းကအသွင်ဟာတစ်မျိုးပြောင်းလဲသွားပုံကိုကျန်းနေခဲ့တဲ့ညီတော်မင်းသားတာမလကန်စနပုတ်ရွာသားရှားသမားခမညာလေသာတင်းနေအကွယ်ကမြဝါထင်းနေတွေ့မြင်လိုက်ရတာကတော့ကိုကောင်းတဲ့ပွဲရိုင်းစင်ဖြစ်စရာသမိုင်းတွေရဲ့မှာမောင်မလို့ကြီးစားလီမြေနင်းတရားရွှေတဲ့သောမမောင်ရင်မခုံဝင်းနေပန်းဒလာမေပြူခန်းသွားနေမြုပ်ပြင်းနံပါတ်တွေဘဝဝင်ကြီးပါပဲအော်ဒုနီယာမှာစိတ်မချသုံးတော့အရာဟာအဲ့ဒီရပါလားလို့ဟင်းကြရင်ကတောက်ချက်မှတ်တတ်ဖွင့်လို့တဲ့ရထောက်ညဇာလန်းကိုမှတ်တမ်းပြုတ်လိုက်ရပါလိမ့်ခင်ဗျာရဝဟူမီပင်ကြပါစေသက်သာဘဝရှမေတမယတာရဲ့နဲ့တရားရှိစိတ်ဝေရရသဟာတေချာတိတော်ညာဆင်းရှားပွင့်မမြင်သာကြီးအာတန်ငန်းငန်းတန်တန်ကြတာမိမတို့ဤအစင်းသာဒီပင်ယနံရောပင်ဒုနီယာမှာရာဆုံးတော်ရာတိယူပါဟူ၍ဘာတိစာရှိခနာဟိပါလေ
ကျွန်တော်ပြောထားတဲ့အတိုင်းဂရိတီးစီရပါမယ်လမ်းမှာလူပေါင်းတော့မှားပဲကဲကွာလှုပ်ပေးလိုက်ကြဦးကာပီရောတိုက်ရမယ်ရနော်ဖြည်းဖြည်းဘာလဲပြောလေ ဟောဒီရောမိတ်ခွေတယောက်က2မိနစ်မိတ်ဆက်ခြင်းနဲ့ဆိုလို့ခေါ်လာတာဟေးဟိုကဒုသက်ထဲကမန်နေဂျာကိုတိလိုက်ပြီးဩတာပေးနေတာပေါ့ရောဟုတ်ကဲ့နာမည်ကကိုရဲခါတဲ့ကိုရဲခါသိကြတယ်မျိုး ကဲပြရတာဝင်စားပါလေဒါတို့ကလည်းခင်နေတတ်ပါလေဟောပြီးတော့ဒီမှာစကားရဲကဘာလို့ကောင်းစီတယောက်ပဲနော် ဟုတ်တယ်မင်းသူသားတို့ကတော့ခင်ဗျာလူတစ်ဖက်သားခင်ပြီးမတရားခင်တတ်တာရော ကိုယ်စီမှာတနခါပြိုးပင်နေစိုက်တယ်လို့ပြောတယ်သူစားတိတ်လို့ကျင်တာပဲလောက်ပြရပေါ့ ရပါတယ်ရပါတယ် ညတနခါမျိုးပင်ဆိုတော့ငါလည်းလိုချင်တာပဲအညာခေါ်ချုပ်ဆောင်လေးပါလိမ့်ညလေးရနိုင်မလား လူချင်းတော့အားလုံးရပါသေးတယ်ကြာကျုပ်ပါပဲဟာဆက်ဆံပေးကြတော့မလို့ပါဘူးကြာအော်ညတော့စိနင်းနေရတို့ခဏထိုင်နေတယ်ရပါတယ်ကိုထိုင်ပါ ဟေး ဟဲ့ဒါဘာလောက်တာလဲတနခါလုံးယူတာအေးတနခါလုံးယူမှတော့သိတာပေါ့ဘာကိစ္စ ကိုကလည်းဇက်ထဲကမင်းမင်းဆောင်ဆက်ဆောင်ပေးဘူး ဆောင်းတော့ ဆောင်ရလဲဇက်မန်နေဂျာကိုရဲခါကိုလက်ဆောင်ပေးဘူး တခြားနေရာမှာအလိုလိုက်လို့ရပြီလေအင်းရပစ္စည်းတစ်ချက်ယူရတော့ငါလည်းမကြိုက်ဘူးပါ ရေခါတော့ကိုရကျွန်တော်ဂရီပေးပြီးသားဖြစ်နေနော်ကျွန်တော်ယူပြရတယ် ကဲမင်းအမေမရှိညံ့ညံ့တော့သွားပါ လားကွာဘယ်ဖြစ်လဲ မပြေးလို့ပါဗျာ ခတ်ပြုတ်လို့ ထိုးပြီလားပါထိုးဖို့ပေါ့မဟုတ်ပါဘူးဗျာမေသူစားဖို့လေမင်းမဲနေပြီဒီနေ့မင်းပြောတာဒီပိကလက်တဘာသူတာဒီကာပီရလေးတစ်ခွက်အဲ့ဒါတော့သိကြဗျာဒါလေးတော့မေသူစားပေးပြရစီနော်နော် ကိုရလေသူစားဘာဖြစ်လို့ခေါ်လာလဲလို့ ငါမျိုးကပြန်လာတယ်အဲ့ဒါနင်ကြိုက်တဲ့တံတော့ငါဝဲလာတာဟိုမှာကျွေးဝိုက်စားကုန်စားရကိုကြီးတို့ကလေတယုံလုံးနှာနေတာပဲလိုက်ချလိုက်ရဒီရောက်နေတာဟုတ်ဗျာ ဘောဓမအေးစေးလာနေတာလားခန်းထိုင်မှာလက်ဆောင်အကြီးတဲ့တနခါဒါကိုကြီးကောင်းပါမော ဟိုကိုကြီးကလည်းလက်ဆောင်လေးပါလေလုပ်နေပါနဲ့တာတန်ကြီးဘယ်လောက်ကြလဲပေးလိုက်ပေါ့လောက်ပေးရလဲ ကျုပ်စီနော်တက်ဆော်ရတာကျွန်တော်စီနာနဲ့ပြီးတော့ပါဗျာသူကလေခံပြလို့ရတီးရကြွားတာကွာဂုံယူမဆိုးဖြစ်နေတာ အမလေးတော့
တော်ကြဇတ်သူဇတ်သားတွေညာစားနေတယ်ဆိုနာမည်ကြီးနေပါအောင်မယ်။တန်တန်လေးယူသွားပါ။ ဟုတ်ပါဗျာဘာတွေလဲကွာဒါ ဓမ္မောက်လေးပါကြီးပုံဓမ္မောက် ဓမ္မဟာအတော်ပဲစီးတာငါနည်းနည်းပြီးကြည့်တယ်မေဟုတ်တယ်ဘာတော့ဒါလို့နော်ဒါဟဲ့ဘာလဲတော့တနိုင်ကြငါစားတယ်မယ်အစင်းလေးလောက်တာမတောက်တစ်ခေါက်ကာကြီးခါဝရကိုတက်တာမဟုတ်ဘူးလို့စာဝင်ငန်းလိုက်စာ စားပါမယ် စားဟုတ်ပြီဒီဇက်စကားတဲ့ညတော့ဇက်ကိုနောက်ကဝင်လာတာမင်းမလား ဟုတ်တာဘောကိုကနောက်ပြီးတော့လေဟိုပတိပုံမျိုးအော်ရာကာတော့အကူကျွန်တော်နောက်မှရက်နေရအဲ့ဒါကိုမှတ်မိလား သူစားတို့လည်းခုလိုခင်ရင်မင်းဖြစ်ပြီးမှခွဲပြရအောင်မယ်နောက်ကနေ့ရဆိုရင်လေသူစားတို့သက်ပြောင်းလို့မှာ အဲ့လိုဆိုတော့လေဗျာစိတ်ပေါ်ကြတယ်ဒါနဲ့အကူဒီဇက်နောက်လိုက်ပြီးတော့လေဇက်တပင်ပညာသိရင်မရောက်လားဟင်ရပါတယ်ဝိသလိုက်တာဘယ်လိုဝိသမှတော့မသိတော့ဇက်နောက်ကိုလိုက်ရမယ်ဇက်နောက်လိုက်ကိုလိုက်ရမယ်ဇက်နောက်လိုက်မယ်လိုင်းချက်ခုကလေးများကကြည်စဲနေတယ်ချစ်ရေပွေးပွေးမှလေကလေးလောခွဲရေချောင်းနဲ့လေလောင်းတင်တယ်လို့နေတော့နှူးသာပနာရတယ်မောင်ရဲ့ ဟိုမှာကြည်စမ်းချစ်ရဲ့မြစ်ပြင်တောင်းမှာကွယ်ကြည်နေသပဲတင်းနေလာတဲ့ထုံဖြူပွေဇေရီဝဲမင်းနဲ့တူတွေ့စုံမြေပန်းစင်နဲ့မခွေမခွာကြတဲ့အသေးနှမပန်းတပွဲအော်မြေချစ်ပါမယ် သူစားတော့သွားတော့မယ်နော် ဟ
ပြောင်းမင်း တို့ဘဝဲလာတဲ့တူလေတို့စီလာမှတော့တို့ဘဟာဒါဘူးကြီးအောင်မနေနဲ့ စားစရာအကျော်လေးပါလားကွာ ဟာတို့ဘဝဲလာတယ်ရှင်လေဟိုတို့စီလာတာတို့ဘဘော ဟုတ်တာဘောကွာမင်းဒီကွာ ဒီရွာတို့ ချိုးလူဟဲ့ချိုးလူဒါသမောင်ဆရာခဏလေးပြောစရာရှိလို့ဒီမှာအောင်စိန်ဟာလေအပျော်ပါးတွေအားကြီးလွန်းနေပြီပွဲရ1ရက်ကြီးကောင်းတယ်2ရက်ကြီးကောင်းတယ်3ရက်ကြီးကောင်းတယ်အခုတော့အောင်စိန်ဟာလေအပျော်ပါးတွေသိပ်အားကြီးနေတယ်ဘယ်နဲ့လဲကိုအောင်စိန်ဘယ်တော့ကနေဘာဖြစ်လို့ခိုးချောင်ခိုးဝဲဝင်လာရတာလဲ ခိုးချုံခိုးရကိုဝင်လာမယ်ဗျို့အရင်တော့လည်းခင်ဗျားတို့စီလာတာနှစ်ခါရှိပြီအစားတော့တွေယူလာတာအဲ့ဒီနှစ်ခါစလုံးကိုဘောဆန်တို့စားတာနဲ့ကုန်ပြီဒီလိုမရောက်နိုင်ဘူးဟောဒီတစ်ခါတော့ခိုးချုံခိုးရကိုယူလာရတယ်ဟောဒီကျုပ်တို့ရွာအကောင်းဆုံးခေါက်ဆွဲကြော် ဒီမဲ့မက်ဖင်ကစားရှိဘူးငါကားသွားငါအောင်ဒီမှာငါတို့တထုံချန်ထားတော့တထုံချန်ထားဒါပဲငါပြောမယ် ချန်သားပါမေဘယ်နဲ့လဲဘာဖြစ်သွားတာလဲကိုအောင်စိန် ခင်ဗျားတို့ဇက်လဲကျွန်တော်တို့ရွာသွားတော့မယ်နော်ခင်ဗျားတို့သွားရင်ကျုပ်နေရမှာမဟုတ်တော့ပါဘူးဗျာ အမလေးကိုအောင်စိန်ရဲ့ဒီလိုပဲပေါ့တွေ့ကြုံဆုံခွဲဆိုတာသူစားတို့ကတော့ကိုအောင်စိန်ကိုဘယ်တော့မှမေ့မှာမဟုတ်ပါဘူး အော်ဟိုအကူကြီးကိုရခန်းနဲ့မတ်သူစာက အိုးဘာမှမပတ်သက်ပါဘူးသူစားအကူကြီးလို့ခင်တာပါလာလီသွားမယ် အဲ့တော့လည်းဒီနောက်ကနေတော့ပြီးတော့ဆိုင်းကနေမှလိုက်နဲ့ဒါပဲ ပါပြီကိုကားနဲ့ကိုသွားမှာပါ ဟုတ်လား ကိုရကကျွတ်တော့ဘယ်ကနေလိုက်ရမလဲဗျ ပုံစံတိုင်းပေါ့မင်းတို့ကမင်းတို့စီးပေါ့ကွာတပည့်တော့ ဟုတ်တော့ဟုတ် ခဏဆောင်ပစ္စည်းတွေတင်လုံးကားပေါ်မှာမထိုင်ကိုမ ဘယ်လိုဖြစ်ရတာခင်ဗျားတို့ရဲ့သူလက်ထက်နိုင်လို့လားဟုတ်ဗျာတကယ်ပြောတာပါဗျာ ဟေးကမကိုမွေးထားတဲ့မိတော့ကြကိုတေခါတော့ပြစ်မခံနိုင်ဘူး ကိုကြောင် လူလဲပဲကဲတဲ့မေသူစားတို့တက်နဲ့လက်ကြုံပါလား တကယ်ပြောတာပါဗျာ တကယ်လိုက်ပါလေ ဘာဖြစ်တာလဲဗျာအစတော့အကူတို့ကလက်ချင်လက်ကို
ဘယ်နဲ့လုံးလဲကိုကပြောမိမှတော့လိုက်ပါစီပေါ့ ကဲတော့လို့ရှိရင်ကားဝရောက်မှာဒီလို တောင်းတယ် ကြရဲ့ခေါင်းဆောင်မင်းသားခေါင်းဆောင်မင်းသမီးသတ်ဆောင်မထိုင်ရမယ်ကြံထောင်ဖို့တက်ရတယ်ကျွန်တော်ကရှင်းမလား ခမရသားတော့ဇက်နောက်ပါသွားပြီဗျာ ဟဲ့ကျမတာကောင်းညာရောပေါ့ကောင်းညာရောပေါ့ဟဲ့ဟိုလက်စွပ်တို့ကျိုးတို့ယူမထားနိုင်ဘူးလားဟဲ့ဒါရောပေါ့ဒီမှာကိုဘိုးတယ်ကျမအခုလိုလိုက်သွားတာရှင်းထားလိုက်တာမဟုတ်လားရှင်းပြပွဲတာမဟုတ်လား မဟုတ်ပါဘူးဗျာမဟုတ်ပါဘူးမဟုတ်ပါဘူးကျွန်တော်လာပြောတာပါဗျာလာပြောတာပါ ထိုးထားတာသိလာတာပဲသူစားလဲလိုချင်တယ်ဒါပေမဲ့ပတ်စံမရှိတာခက်တယ်ဟုတ်သူစားလိုနာမည်ကြီးတဲ့မင်းသမီးကမှမဝယ်ဘယ်သူကဝယ်နိုင်မှာလဲမင်းသမီးရဲ့ဟောအကိုကြီးဟာပတ်စံလေးပါလေးမရှိဘူးလားသူစားဒီဘွားလေးသိလိုချင်တာပဲသူစားနဲ့မလက်လာရင်တို့တော့ဒီလာတဲ့ဘယ်လိုမှပြောမှလို့မရပါဘူးသူစားရဲ့အားတော့နာပါတယ်အမရဲ့ဒီခါသူစားမှငွေတော့ခက်ခဲရှိနေလို့မဝင်နိုင်သေးဘူးအေးလေပစ္စည်းလေးတွေကလှလို့ညီမကလာပြတာမဝင်နိုင်လဲဘယ်တတ်နိုင်မှမလဲညီမရဲ့ကျေးဇူးတင်ပါတယ်ဒီမှာတော့ဟုတ်တယ်ဘာလုပ်တာလဲအော်မင်းသူစားဒီပစ္စည်းလိုချင်တဲ့လားအေးလိုချင်နေတဲ့သူ့မှာပိုက်ဆံမရှိလို့တဲ့ပတ်စံအတွက်ရက်ပြန်လာယူနေရမယ်ရပါတယ်ကွယ်ရပါတယ်ဟုတ်တော့ဟိုဟာတွေကဘယ်လိုပြန်ရောက်လာတာလဲဒီမှာတွေ့လားကိုကြီးမွယ်ပေးလေသူစားကကြီးမဆိုင်ပါဘူးသူစားရပြီဒီကောင်ဘာလဲကွာဟိုင်ဘိုဟင်ဒီလက်စလို့ကျွန်တော်ရောင်းချင်လို့ဟေ့ကောင်ငါရွှေရတဲ့ကောင်မှမဟုတ်ခဲ့ပဲကွာဝယ်ရမွေရပါထားစမ်းမှာတကယ်အသုံးလိုနေလို့ကျွန်တော်ကုညီစမ်းမှာဘာကြီးဖုံးရနော်ခက်တာပဲကွာငုံးစားဘယ်လောက်သားလို့ရှိဟောဒီချက်သားကြော်ရောရှိမယ်ထင်အေးမင်းလက်စကငါလိုချင်လို့မဟုတ်ဘူးငါသိထားတဲ့တုံးနဲ့ငါရှိတဲ့ငွေတော့ပေးလိုက်မယ်နားလားမင်းစားအကြောင်းကောင်းကောင်းနားမလဲဘူးမင်းတွေးလေရှောက်မလုံးနဲ့ကွာ
ပါသွားတဲ့ပစ္စည်းတွေအကုန်ပြီးတော့ဒီဒုက္ခလာလာကြီးတွေ့တော့မယ်ဟာအကြီးကလည်းဘာလို့ရှောက်ပြောနေတာဘာလို့ပြောရမှာလဲပါသွားတဲ့ပစ္စည်းတွေအကုန်မှဒီအိမ်ကိုမြန်ရောက်မယ်မဟုတ်ဘူးလားဒီရတယ်ဒီလိုမပြောပါနဲ့ပြောရမယ်အောင်စိန်အခုလိုပြစ်တာနင်တို့နှစ်ယောက်ပဲပြောရတယ်အများဆုံးပါတယ်မဲမိဘဒုက္ခပေးရတော့ ဘယ်တဝင်းကျဲဝင်းမာတဲ့ရတော်မြေခေါ်မြူရပါလိဆိုတဲ့ဝဲလွမ်းဖို့ဖြစ်တွေသာသာလမ်းနာကျူပါလို့ဘုကူရဲ့နောက်ကကွေရလေးပါနဲ့ရွှေကြနာလေးပါနဲ့ရွှေကြပင်ထနောင်းဒီကပြောကျင်ဟောင်းမဲချစ်သူနဲ့ကွဲအထင်ရဲ့အိုးကွဲထွဲလိုက်ပါနဲ့အိုးကွဲနှွက်လိုက်ပါနဲ့ရွှေကြထွဲလိုက်ပါနဲ့နှွက်လိုက်ပါနဲ့ရွှေကြဒီမှာမစေရှင်အောင်စိတ်ဆိုးတဲ့ကုန်းလက်တဲ့အသာဒီကုန်းအသာမျိုးဘယ်ကုန်းမှမမီဘူးဒီကုန်းအသာကြီးပြီးတော့လေလုံချုံရှိတယ်တန်ကလေးရှင်းပါပြီနဲ့မတကားပေါ်တုန်းကခွန်းတော့တပုတ်ဆိုတာငါအသေးသေးဂုတက်တီဆွဲပြီးနစ်နေတာပဲနေလေးကြားတယ်မို့လားကြားပါတယ်ပပအေးဒီကုန်းကငါခေါင်းဆောင်မင်းသားဖြစ်အောင်တင်မယ်ငါဇက်ထောက်ရင်နင်ကခေါင်းဆောင်မင်းသမီးလုံးမလားလုပ်ပါမယ်ပပအေးဝန်တာတယ်ဟောငါကုမတရိယဒီလက်စောဟာအောင်စိတ်လက်စောငါ့ကိုရှေ့ရနဲ့ရောင်းထားတာဒီငါရှိရောက်သွားမှာဆိုလို့ငါသိမ့်ထားတာငါဘယ်လိုလုပ်မှမသိပါဘူးကွာဒီလက်စောအတွက်လဲဘာမှငွေမပြေလဲရင်လေသမီးလက်ယူထားလိုက်မယ်လေသမီးဒီလောက်တောင်ရှိလို့လားစစ်စီတုံတော့ရှိရပေါ့နဲ့တဲ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 နဲ့တူနဲ့တဲနဲ့တဲတဲနဲ့တဲနဲ့တဲနဲ့တဲတဲဒူဘိုင်ဘုဟဲ့ကျွန်တော်ရှာလိုက်ရတာဘာကြီးဖုန်းကဒီရောက်နေတာအေးဘာကိစ္စအော်ဘာကြီးဖုန်းနေ့မှမနေ့မြို့သွားမယ်လို့ကြားတယ်အေးငါသွားမလို့အဲ့ဒါလေးကျွန်တော်ရောက်မိသားမှာဘာကြီးဖုန်းဘာကိစ္စရှိလို့ကျွန်တော်အသုံးနည်းနည်းရှိလို့ပါငါသိပါတယ်မင်းပိုက်စံတွေကိုလည်းအရင်မသုံးနဲ့ကွာပညာကိုလည်းစူးစမ်းရှာပေါ့မင်းသိလက်ဖွာလွားကြီးလို့မဖြစ်ဘူးမင်းနားရလားအေးမနေ့ကညငါပွဲထုတ်ကနေမှရောက်မှာသလားအေးဒီကုသိုလ်ပဲကွာဒီထဲမှာငါမိတ်ဆွေနဲ့တွေ့လို့ဒီကောင်သေးမှန်ရတယ်ရော့အဲ့ဒီပိုက်ဆံလေးကြည့်သုံးကွာအရမ်းမသုံးနဲ့မင်းဒီကမလေးကြီးပန်းဖို့မနေနဲ့မင်းနားရလားမင်းသိနားမလေသေးဘူးထင်တယ်ထဲရီများလိုက်လားညာပေါ့ကိုကြီးဒါကစီနေပြီးကိုနဲ့ကြီးကိုငပိလို့သားနေသိလားဒီထဲရီအားလုံးပေါင်စင်ဝယ်ပေးတာကြီးပဲမပြတ်တခဏမသွေးမနှုတ်တကပွားပါလို့အထထမချ
ပါဦးတင်ချီသည်ဒီတရားကြွလာသူအပေါ်မှာတတဆဲကြောင်းသောဟထလက်တို့ဖြင့်အထူးအစ္စလေးနဲ့အတိကာရဝတရားအတိကာရဝတရားကြွလာသူအပေါ်မှာကြွလာသူအပေါ်မှာတခါတော့မျောချင်းတိုင်လို့စိတ်ကြောမြိုင်ဆိုတဲ့ကျွန်တော်ကလေးဒွန်းနဖောနဖူးမတလူရဲ့ဦးချလိုက်ပါရဲ့မိဘအများငါလိုက်ပါရဲ့အတိရတွေမင်းပါကောင်းလေဇက်ဘော်ရာမလားဘယ်သူနဲ့လိုက်လာလဲ ကိုရက်ခမိသူဆောင်နဲ့လိုက်လာတာပါ ငါအလုပ်ကိုတော်တော်နှောက်ရှက်အောင်ကွာဟောကိုရခလာသမောင်းဟုတ်ကဲ့မိသူသားတို့နဲ့ပါလာတာဆိုဟုတ်ပါတယ်မလားဘာဖြစ်လို့လဲဟောခင်ဗျားဘာမှမသိသေးဘူးလားညာတော့ငါကျွန်တော်ခုနောက်ဆိုတယ်နောက်ကနေလိုက်ပြီးအနှောက်အယှက်ဖြစ်နေလို့နည်းနည်းဆုံးမလိုက်ရတယ်ဟုတ်ဗျာဟေးလေအဲ့လိုလူဘိုလူရှန်နေလဲခင်ဗျားတို့ကြည့်ပြီးရှင်းရပါအောင်ဒါပဲပညာကိုရှာဖွေတဲ့နေရာမှာဒီလိုရှင်းနေလို့ပဲဖြစ်ပါလေကဲစက်ကလေကဲလေဘာလုပ်နေတာလဲစက်ကလေ ကျွန်တော်ကတော့ကားကျင်နေဗျကြော်လေးကားတာတော့ပြင်း6ချောက်ကြီးကျွန်တော်ပူရွယ်လေ့ကျင့်ပေးပါလားဟင်အပြုံးကလေးကမြစ်တာအသက်မပါချစ်စရာနှလုံးအိမ်မြရှိကဘာနှစ်တရားချစ်မှာ ချွေးကလေးဟာတစ်ဖက်လူအသက်ရှူမှားတာအမြဲသွေးကြွလက်ဟာသွက်လာရှက်စရာ ချစ်ရည်ပြင်းလိုက်နှမို့ထန်လဲတူနှဖျားမပူပါ ခရောက်မြေဒူးနှပြ ခရောက်မြေပြင်းကြမ်းနှံတော်လဲမပူပါတူနှဖျား ချစ်ရည်ရင်လိုက်လို့ထန်လဲဒူးနှပြမပူပါရှင် ဘဝတိတ်ကတောင်းစုပြေလာမေနဲ့မောင်နဲ့ချင်းမေချစ်နေမှာ ကောင်းတယ်မင်းတို့နှစ်ယောက်လေ့ကျင့်နေတာငါအစအဆုံးမြင်ရတယ်မြတ်သားစိန်စေရနာကောင်းတယ်မင်းကလည်းကြိုးစားမှုရှိတယ်မင်းနာမည်ကအောင်စိန်ဆိုတော့တို့သတ်တဲ့လောကမှာတစ်ချိန်လုံးကနာမည်ကြီးခဲ့တဲ့ပလဲအယောင်မင်းပေးအောင်စိန်ဆိုတာရှိတယ်အဲဒီတော့မင်းကိုလည်းပဲပလဲအယောင်မင်းပြည်သူအသေးအောင်စိန်လို့ဖြစ်ရမယ်ဟေးငါတောင်းကြီးတဲ့ငါတောင်းကြီးတဲ့ ဝမ်းသာပါတယ်ဘာကြီးကိုဟောဒါနဲ့ကျွန်တော်ငွေတစ်ဆယ်လောက်ပေးစမ်းပါဟေးအဲ့ဒါဒါဘာလို့လဲမင်းကျွန်တော်မေသူစအဝတ်တွေပြင်းပြင်းသွားရွေးပြီးပြီဟဲ့ဒီကောကွာတော်ကိုတဲ့ကောကွာအော်တွန်းလူရိတ် ရ လာမင်းသွားဖို့လာကိုလှဲတွေပဲဆင်းသက်လုပ်ပြီးပြီလား လုပ်ပြီးပါပြီကြီးလေးရဲ့ အေးငွေစရင်အင်းတွေကိုအကြီးကိုတိတိကျကျမင်းပြန်လာရင်အပ်ပါနော် ဟုတ်ကဲ့ကြီး အော်ဒါနဲ့မင်းခေါင်းဆောင်လေးပါလေရော ဟောလှဲပေါ်မှာပါတယ်ကြီးရဲ့ အေးဖျားနာနေပါအောင်မယ်ကွယ်အေးသွားကောင်းမောင်းသွားနော်ဟုတ်ကဲ့အေးဗလာကောင်းခွင့်အားကောင်းနဲ့မင်းကိုပဲအကြီးအားကိုပါတယ်ကွယ်
လန်းအိုက်လိုက်တာစက်ရုံလည်းတောင်းမနေနိုင်သူ့ဖို့လေ ငါသူစားဘူးလေပါလေဒီဘုံကအဖိုးမတန်လို့လားဘုံကမကောင်းလို့လားအဖိုးမတန်မကောင်းပေမဲ့ကျွန်တော်စီနာတော့တမိုးဖြတ်လို့မရပါဘူးဒါတော့မှဘာကြီးဖုံးပြလိုက်တဲ့ကလေးကနောက်ဆုံးလက်ကြံလေးနဲ့သူစားဆစီခြင်းလို့ကျွန်တော်ဝဲလာတာပါကိုရခထိုင်လေဒီနေ့တော့ပါတော်ပဲမောင်ကြီးကိုပြောစရာစကားတွေရှိတယ်ပြောပါခင်ဗျပြောရမှလည်းခက်ခက်ပဲမှာပါဒါပေမဲ့မပြောရင်လည်းမပြီးနော်မင်းသိတဲ့အတိုင်းပဲတို့ဒီဇက်ဟာအဖွဲ့ပိုင်ဇက်ဆိုတော့ကဇက်စည်းကမ်းဇက်ဥပဒေအရငါလိုက်အုပ်ချုပ်ပေးနေရတော့ဒါမင်းသိတယ်နော်ငါမင်းတခုမေးချင်တယ်မင်းကိုဒီနေ့စိန်ကျော်မြန်ခွန်းတော့ဆိုတော့ငါမင်းလိုက်ပြီးနှောက်ရှက်တယ်ဟုတ်ကဲ့ခင်ဗျမင်းကဒုနဲ့ပတ်သက်ပြီးတော့ကဇက်ထဲမှာပါလာတယ်ငါတို့ဇက်နဲ့ပတ်သက်ပြီးတော့ကအဖွဲ့သားတွေညှို့ညင်းနာကိုတော့ဖြစ်ရင်ငါမခံရသေးနဲ့စိန်ကျော်မြန်လည်းသိမကျင်တတ်ဘူးနဲမင်းရွာကိုပြထမင်းနဲ့ဟင်းကိုတက်ပြီးတော့နော်ဟိုမရဘူးကသူစီကမ်းမယ်ဒီမှာလည်းအဲ့ဒီရောက်နေလို့နည်းနည်းနေပြီပါနော်မင်းညမင်းကပြောထားတာပဲလို့လေမင်းတို့တနာရင်မင်းရွာကိုမင်းပြန်มาတော့ကွာပြန်มา
ကော်ဖီနဲ့မုတ်ကလေးများစားလိုက်တောက်လိုက်ရင်ဘယ်လောက်များကောင်းလဲခုနစားကြည့်တော့ရှင်နေသူအော်ဘယ်လောက်ကြလဲနေပါစေရပါယူတော့ပါအော်ဟဲ့စက်တီတော့ပြီးတော့ငါတော့ချစ်သူမင်းလည်းညာချင်းလေးချက်ကြတော့မဲမဝဲတော့ဟုတ်ကဲ့ဒီမှာဆက်ချင်းနေကြော့သွားဝဲတော့ကျွန်တော်တောက်ချင်ကြီးလားဟာလုံးနေသားမှလည်းကြော့ဆရာဟိုစက်ကန်ထရိုင်ဦးညိုကြီးကဆရာကိုတွေ့ချင်လို့လေဆရာအေးခဏလေးနေဘယ်ခဏနေငါညောင်းလို့ခဏနှိပ်ပြီစမ်းမင်းတို့တိတ်ငှောက်နိုင်ကျင်တော့ကဲရှားမရှင်းနဲ့နှိပ်ပြီဆိုနှိပ်ပြီဟဲ့ပြေးနေသမှာကွာနှစ်ပါးသောကားပေးဖို့ဘယ်သူတောင်းကြလဲ။အောင်စိန်ကိုပေးတာလေ။ဟော။လွတ်မယ်။ဆရာတပည့်တော်မအိသားလေးသွားလျက်လာလျက်မဆိုင်ပဲ။အနည်းခတ်သိမ့်ဘေးခတ်သိမ့်ရန်ခတ်သိမ့်ကင်းရင်လူကဲမှာစီဖေဟာ။ဘယ်လိုလဲလက်ဖေးနေမဲလားမုန်းကုံသွားလို့ပါဟာကြုံမြိုင်ကိုဒီလိုလုပ်လို့ရတယ်မိုးရောက်ချင်းလာပို့ပါမယ်ဆရာကြီးကျွန်တော်တော့အတတ်နိုင်ဆုံးကြိုးစားရေးထားတာပဲဒီစာလေးတော့ကြည်ကြည်လေးလေးရအောင်ကျက်စီခြင်းနေဗျာမလိုပါဘူးဗျာဒီမှာဇက်ပြိုင်နေကနေကြတာကြော်မြိုင်ကိုဘယ်သူတုနိုင်လို့လဲအနုပညာပဲချင်းတော့လေးစားပါလေဒီဆိုတာတခါတည်းနေပဲပြည်စုံနေစားဆရာရဲ့ကြိုးစားနိုင်လေးအောင်မြင်လေးပဲပေါ့မလိုပါဘူးဗျာဒီဇက်ထဲမှာကြောမြိုင်မပိုင်ဘာဖြစ်သွားမယ်ထင်လဲရှိသေးတယ်ထောင်တောင်နဲ့လူပြက်တွေရှင်းနေမြမကျင်နဲ့လို့အကုန်ဖြုတ်ပြစ်ဒီကြားထဲမန်နေဂျာကရှိသေးအမြဲတမ်း6ချက်ယူပြီးဇက်အတွက်သုံးတယ်လို့ဘာလို့နဲ့မှောင်ကိုလုံနေတာမသိဘူးများမှတ်နေရိထားနေသူ့လည်းကြည့်နေတာဘုကောင်မင်းကဘာလာလောက်တယ်လဲ
သူလားချက်ဖက်ရည်တောင်းမလား ဒီအချိန်ဆိုရင်တော့ဆုံး မင်းငါပေးတဲ့ကလေးမေးသွားကိုစီကားနဲ့ကိုနေလို့ငါပြောတယ်မလားမင်းဟုတ်ပါပြောတယ်မေးသွားပါလားမင်းသူစားဘယ် အိုးသူစားဘယ်တော့ရောသူ့ဘာသူစားလာပြောတော့တက်နဲ့သူစားကိုပြောခါရတယ်။ဒါလည်းတော့ကောင်းစိတ်ရှက်ဘယ်တော့မှသူစားနဲ့လည်းစကားမပြောပါနဲ့ဟုတ်တော့လောက်ပြီတော့လည်းတောင်းလို့မရဘူးလူကြီးလည်းမဖြစ်ဘူးရှက်လေလူကြီးတွေခေါ်မှဖြစ်မယ်ကိုရခါတော့ဘာကြီးဖုန်းတော့ခဏလာချပါဦးဒီမှာမင်းသားကဒီမှာမသိဒါမှဒီဆေးဘိုးတော့ကောင်းတယ်ကွာအဲ့ဆိုဘယ်လိုလုပ်ကြကြမလဲဒီလောက်ဆုံးလည်းပြီးတက်ရင်အဓိကပါခင်ဗျာကြားတဲ့အတိုင်းပဲဗျာပြီးတက်ရင်ဘူးအောင်စိဒေါက်တာဘာလို့ဒါလည်းကွာမင်းဘာလို့ဖို့တော့ခုလည်းပွဲတော့မင်းလာပါလို့ကောင်းမင်းလာလို့တော့ပွဲတော့ကျုပ်ကြားဆမ်းမယ်ဖြစ်ပါတယ်တော့ဗျာဖြစ်တယ်ဝါ谁叫别管？别搞怪兽了！谁叫别管？别搞了，你搞！谁叫别管嘞？ဒီကညာပါခင်ဗျာကျွန်တော်ဒီဇက်ကမန်နေဂျာပါခင်ဗျာဟိုပြင်းနေတောင်းတတဲ့စင်ကြောင်းများဟိုကျွန်တော်အမှမထင်ဘူးဆေးုံကျွန်တော်ပို့လိုက်ရပါတယ်အဲ့တော့သူ့ကိုစားကျွန်တော်တို့ဟောမယ်မင်းသားတစ်ကိုကျွန်တော်ပွဲထုတ်ပါတယ်ပြစ်တက်ဓမ္မဟိုတစ်ဆက်တော့တိခမ်းပြီးတော့မန်နေဂျာတွေပါလေမလို့ချင်ဘူးတို့ပွဲကောင်းအောင်ကြည့်နေတယ်ဘာပွဲကောင်းပါပြည်သားများခင်ဗျာကျွန်တော်ဒီဇက်ကစာရေးဆရာပါကျွန်တော်စူးစမ်းထားတာလေးတွေကိုတင်ပြခြင်းလုံးတော့ကျွန်တော်ယုံကြည်ချက်ကိုစမ်းသပ်ထားပါတို့အတွက်ကြောင့်ပြည်သားများအားပေးတဲ့အနေနဲ့ဆက်လက်ပြီးရှူစားကြပါလို့အနုအညွတ်မေတ္တာရပ်ခံပြီးတောင်းပန်ပါတယ်ခင်ဗျာဟုတ်ရဲ့ဟုတ်ကွာဟုတ်ရဲ့တော့အသိပဲနေစဉ်ကလေးကဆွဲလန်းကြည့်လေကျွန်တော်အောင်စိတ်မိဘရွှေမျိုးတွေကမင်းမယူလေကျွန်တော်ကိုပြစ်ပဲခြင်းတောက်ဆိုတယ်လေအောင်စိတ်အောင်စိတ်တခုတည်းမြဲပြောင်းထိပ်ပလဲရောက်မမေးအောင်စိတ်အောင်စိတ်မိဘများရှုစားပါကျွန်တော်ရဲ့နုပညာအကြွားဝါလည်းမချေစကားရလည်းမထိန်ပင်မကြည့်သွားပဲအနုပညာကိုသင်ကြားရတဲ့ကျွန်တော်အောင်စိတ်ဒုက္ခဆင်းရဲတွေနဲ့မှထွက်ခဲ့ရသူမနိုင်ချေတော့မြဲပြောင်းထိန်ပလဲရောက်မမေးစိတ်အောင်စေအောင်စေအောင်စေ
မင်းငါပြောတယ်မို့လားမင်းသားဖြစ်ပြီကွာဒါပေမဲ့မင်းငါစကားကိုနားထောင်ဒါတော့စိတ်ချပါပါကြီးဘုရားဒါကြီးဖို့ကျေးဇူးတွေကျွန်တော်ရှိမှာအများကြီးပဲဥစ္စာအေးစိန်ကြော်မြိုင်ဆိုတဲ့ကောင်ဟာငါနဲ့နာမည်ကြီးလာနာမည်လည်းကြီးလာအောင်ငါ့ကိုကန်တယ်မင်းအဲ့ဒါလို့မဖြစ်အောင်ကြိုးစားဒါတော့စိတ်ချပါပါကြီးဘုရားကိုအောင်မြင်ဒီစိန်ဘယ်လိုပြောမှမသိဘူးဒီဆက်ထဲမှာအကိုတစ်သက်လုံးခေါင်းဆောင်မင်းသားဖြစ်သွားရင်သိကောင်းပါပဲ။ဦးနှင်းခွက်နေနဲ့ဘယုတ်ဒုက္ခတတ်တော့ကပြီးသွားပြန်ပြီ။ကားရတာစိတ်ကူးမပါဘူး။ဘယ်နဲ့တော့ကားဆိုရင်သားတက်ဖြစ်လို့ဖြစ်။အိုးဖြုတ်ပြီးစောစီစီအိတ်တာပဲကောင်းတယ်။ဟေးမိနေဦးဒီနေ့ညယောက်ျားပဒါကမှာဗျ။မကတော့ဘူး။ဟာမကတော့ဘယ်ဖြစ်မလဲ။ပြီးသားကိုချိန်ထားပြီးပြီလေ။ခက်တော်တာပဲ။ဒီရဲ့နဲ့စက်ွယ်ကိုစမိုးလိုက်ရတယ်။လွမ်းတက်ကိုရင်ရဲ့နဲ့ကွယ်ခိုင်းစေခြင်းညီမရတကယ်ရပြန်တယ်။အနာရဲ့မတိမ်မောင်ပြည့်ကြရရင်ညင်းပြောရတော့အောင်လေးချစ်တဲ့သူရဲ့လေအလားကောင်းတော်ရဲ့ခါနောက်မှာပေါ့လားငါပေါ်ချစ်လာရဲ့တန်အောင်စင်ကြီးလာရဲ့ဆိုပြီးအခုတော့ငါ့ကိုစွန့်ခွာပြီးသွားပြီငါချစ်လို့ဇာတ်ထဲကိုလိုက်လာတာနင်သိလားမြို့ငါချစ်လို့ဇာတ်ထဲကိုလိုက်လာတာဟေးနင်သိလားခန္ဓာရဲ့မတိမ်မောင်ပြည့်ကင်းရောက်ရင်ငင်းပြောရတော့တလီတဲ့မင်းသူ့လက်တွင်ငေါ်ဖြင့်အဒီခေါ်ကြပြီမောင်အဒီခေါ်ကြပြီအခုလိုစီဝေးခေါ်လိုက်တဲ့အခါမဲ့ဖွဲ့သားတွေအားလုံးတယောက်တဲ့အတွက်ကျွန်တော်တို့လည်းအများကြီးဝမ်းသာပါတယ်မခေါ်လို့လည်းမဖြစ်ဘူးခင်ဗျကျွန်တော်တို့စားဖွဲ့ရတာအဖွဲ့ပဲမလားအဲ့ဒီတော့ကဖွဲ့သားတွေတည်တဲ့အတိုင်းပဲညတော့ကျွတ်တို့ကအောင်စိန်ပွဲထုတ်ရတာဟုတ်ဒါပေမဲ့ပြည်သက်ကအောင်စိန်ကိုလက်ခံခဲ့တယ်လေအဲ့တော့ရှေ့လျှောက်ပြီးကျွတ်တို့ကဘယ်လိုစကားသွားမယ်ဆိုတာကိုအဖွဲ့သားတွေရဲ့ကြံညာနဲ့ပေါ့လေစိတ်နဲ့သဘောထားကိုကျွတ်ကသိရင်ဒါကတော့ဘာအထူးပြောနေကြရှိကြလဲသူ့နေရာနဲ့သူတိုင်းရင်ထားရမှာပဲတစ်ဖွဲ့လုံးရဲ့အတွက်ပါအောင်စိန်ကိုခေါင်းဆောင်မင်းသားတင်မယ်အားလုံးသဘောတူကြရလားပြောကြလေဗျာပြောပါဟုတ်ကဲ့တော်ပါမဆရာကျွန်တော်ဘဝရဲ့အတိုင်တစ်ခုပါအဲ့မိစေကောင်းပါဗျာအစီအစဉ်တွေကတော့ညာလို့ခါမှကြုံမဟုတ်တာညရွှေ့ရတယ်လို့ဘာဖြစ်လို့ကားညမှာငါ့လို့ရတာကိုဗျမော်တော်လည်းကျုပ်ကပြောင်းဖို့အောင်ငါတို့ခါလေးအစီမပြေတဲ့ကနေပါသိခါမှာပေါ့ဘယ်နာသိခါမှာလေဗျာသိခါရမယ်ကြောက်ကောင်းပါလေကြောက်ကောင်းပါလေဟာကောင်မလေးတက်မြန်တဲ့ဟာကောင်လေးတက်ကြဟာကျုပ်ဒီကားနဲ့လိုက်ပြီခင်ဗျားတခြား
ထူးသဖြင့်အင်အားစီပြည်သူအသေးအောင်စီတဲဆိုလိုက်ပါလားကွာတဲမဆိုနေနဲ့ကိုလူဒီမောင်ကကားစွဲနေမင်းသားတက်ဖြစ်တာအနေနဲ့ရက်ကလူကြိုက်များလုံးလို့ပိုးလေးတရောဖြစ်နေတာသမုဒိယရှက်သွဲခုမှခက်တယ်ခက်လာတယ်ကွယ်အချစ်ကိုပြီးဝေခွဲတာပဲမချစ်နိုင်ဘူးလို့ရတယ်အောင်စိတ်ကလေးတယောက်ဟောဒီမယားတွေကြမှာညာများပါပဲဘူးကျင်လာမင်းတို့တော့ဘူးကျင်လာဝဲညာပန်းစိန်တို့မေသူစားတို့အလှပတွေရောင်တရားများနေအောင်ဖြစ်နေပြီခဲနေပြီဟဲ့ထိုက်ပြခင်လေးအလှအမှားတူးညတို့ဝေးပါရဲ့ဝေးညိုတယ်မျက်ခုံးငွေစုံနဲ့ပုံးလိုက်တာမချဲပဲသုံးလိုက်လာသွင်းတူတဲ့ဘုံအသွင်းပြတာတော့မှမြာသူအမြဲစိတ်ပြီးဆွဲချိတ်ညာယူသွားသလိုအမြူကြီးအချိုးကြီးဘယ်လိုပဲကြည်ကြည်ဖွင့်မျက်နှာမျက်လှပြီးငါတော့ကျွမ်းကြည့်ဆင်းကြီးတောင်ကြည်နေခြင်းဟဲ့ကြည်နေခြင်းဟဲ့ဘလောက်လည်းမနှောက်လိုက်ပါနဲ့ကိုအောင်စင်ရဲ့အချုပ်တိတ်ကျမတယောက်ထဲနက်ကြီးရောက်သွားပါအောင်မဲရှင်ခုနေမတော့အပူတွေကြွားကြွားပြီးကိုစကားကကြားလို့ချို့ဟုတ်မယ်ကြည့်လေခိုးဘက်ကအပြုံမရတဲ့စီပါသွားမှဖြစ်ဘဝနှစ်ပေါ်ကျမ်းပေါ်မလို့တမခါကြီးစကားအနှဲ့နဲ့တရားမဲ့ဘူးမကြံလိုက်ပါနဲ့ရှင်တန်လိုက်လို့မခွာကပ်ပြီးတနာရီတမိနစ်တစ်စက္ကန့်ကလေးမှမခွဲပဲမောင်သေးကြတဲ့လက်နေမဲ့သူကတော့ဟုတ်တော့ဟုတ်လေတဲ့ငပိရှိလေတဲ့တောင်မှမအောင်မိတော့ပါလားရှင်ဘယ်လိုကြောင့်လဲကျမတို့ကလည်းမရတကမရတဲ့မှာထိတ်ဆုံးတန်းကအပါဝင်သဘောတူကြည်ပြူစွာအကျဉ်းလင်းမရရဲ့လို့အမှတ်တစိတ်ခတ်နှိပ်ထားတဲ့သူတွေပါရှင်မင်းတို့မညီမျှရင်ဒီဘဝတော့ခဲနေပြီဆိုလိုပြည့်နေပြီသမုဒိယရှက်သွဲခုမှခက်တယ်ခက်လာတယ်ကွယ်ချစ်ကိုပြီးဝေခွဲတာပဲမချစ်နိုင်ဘူးလို့သူတို့ဆိုရတယ်အောင်စိတ်ကလေးတရားဟောဒီမယားတွေကြမှာညာများပဲထူးကျင်လာပါဝဲရှေ့ကဆူတောင်းပြေလို့တွေ့ကြတဲ့ဟောဒီအချိန်မဲပြောတော့ရွှင်ရွှင်ခင်မယူရသမုဒိယဆာကိုတိုးလို့ကြည့်ွယ်ရှေ့ကဆူတောင်းပြေလို့ပြင်တွေ့ကြတဲ့ဟောဒီအချိန်မဲပြောရွှင်ရွှင်ခင်မယူရသမုဒိယဆာကိုတိုးလို့ကြည့်ွယ်ဟောအတိတ်ဘဝအရေးပြသလိုနဲ့ဇာတိတရားညောဒီဘုရနာဒေဝအကြောင်းကိုမင်းတို့ကောင်းကောင်းနားလည်ကြရမယ်ခုလိုပြိုပြိုကလေးမှာမအိုသေးလို့ချစ်စရာတော့ကောင်းတယ်စကားမပြောပဲတရားတော်စိတ်ရင်ဝဲအပုတ်ကောင်းရုပ်ဆောင်နေတဲ့ချစ်တရားလာမလို့အောင်စင်မရရမချစ်ချင်ပါဘူးကိုအောင်စိန်လေးကန်ထိုက်ကိုညိုကြီးကပြောတယ်ဒီညတရားရှင်ကပေးစမ်းပါတယ်တဲ့လုပ်ပြီလေတရားရှင်ကလာတော့ဟုတ်ပါတယ်ညတော့ကျုပ်ကတိတ်ပင်မနေတယ်ဗျာရှားပါတယ်မင်းသားရဲ့လုပ်ပြီလေပါဟုတ်ပါဘူးစီ
စီးပွားမလားမင်းသားလုပ်ပြလေပါဘာသာလေးဘာသာလေးဘာကလိုက်ယူရဖေးမင်းကဲသမနေလေးဆက်ပွေးဘူးဟဲ့နော်သမနေလေးကောင်းကောင်းတော့ကိုစေးတော့လိုက်အောင်ဟင်ကိုထမနေရေးစားနေတယ်အတောင်ဝင်သွားရင်မင်းနဲ့လုံးမလဲမစားနဲ့ဟာမစိတ်စီးရခါတယ်ဟာအိုးခါတောက်ရမယ်တောက်ပါဒီလူမပေါ့မလေးဘယ်လိုဖြစ်လာပြန်တာလဲတော့စိတ်ကုန်တယ်ငါစိတ်ဘာဖြစ်လို့စိတ်ကုန်တာလဲဆိုစမ်းပါဦးအခုနမင်းသားတော့ပြောတယ်ကန်ထိုက်တရားပြောတယ်တရားရှင်ကပြီဗာဒီညတော့ညပင်မနေအောင်မေအောင်စိတ်ရတယ်ပင်မတော်တော်ကြီးကျယ်တဲ့ကောင်ငါဖော်လံဖားလိုက်ပါလေလက်ဖေးနဲ့ထမင်းလေးပါကြည့်ချက်လူဝင်လာချက်လူ ဘယ်ဆက်စလူလဲညတန်းစိတ်အမေအခုထမင်းလေးစားအတန်ဝင်တော့မှာပဲပေါ့ကြည့်လို့ကိုမြင်နေစီတယ်ငါစိတ်ကုန်တယ်ဟဲ့ကောင်ကခုတော့ဆက်စုနေနိုင်ရက်ဆက်ပြီးတော့မယ်ဒီလက်ဖေးတောက်ပြီးရင်နှစ်ပါးအတွက်အဝင်သေးတော့လေမစိန်နဲ့အခုအတွက်ဝေတရားတွေပူလာလို့ပင်မလာပါပြီကွာမစိန်မပင်မမဘူးအကိုမစိန်နဲ့ဘာကြီးဖုံးလို့ဖို့တော့ကိုယ်ရင်နိုင်တဲ့အောင်မြင်လို့ဝမ်းတောင်စုံဖြစ်နေရတယ်အကိုအော်ဒါလေဒီလက်စွပ်လေးအကြောင်းပြောစမ်းပါဦးအိုးဒါရီကိုခေါင်းနဲ့ထည့်မစဉ်းစားပါနဲ့နောက်တော့ကြည့်ရှင်းရတာပေါ့ဒီလဲပြီကမှဘာဖြစ်လို့ရွှေနှကြီးရှက်တိုက်မစီးတာလဲသူစားရဲ့ပြောစမ်းမပြောတတ်တော့ပါဘူးကိုကြီးရဲ့ဘာဖြစ်လို့လဲကျင်ညာပြီးသားဖြစ်ပေမဲ့လေပရိသတ်တောင်းတချက်ကမူလာတင်လာမလားတဲ့ခုချက်ပါမခေးလုံးမယ်လေခေးဟုတ်လားဒါမျိုးတွေရိုးနေပါပြီသူစားရဲ့ဘာဖုံးရဲ့လက်ွက်တွေပါဒီတိုင်းလာနှင်ခိုင်းရင်သူစားဒီစားထဲမှာဆက်နေလို့မဖြစ်တော့ဘူးထင်တယ်အကိုကြီးဒါလို့ပဲဟုတ်မယ်သူစားရဲ့ကိုကြိုးကြွားတဲ့အမှုပညာစစ်မှန်တဲ့အမှုပညာနဲ့အနိုင်ရမှာပေါ့ဟုတ်ကဲ့ကိုကြီးပြောတာကိုလည်းအခုတနေ့တခြားပို့ပြီးအောင်မြင်လာပြီနော်ဒါနဲ့အကူညကျမတို့ကလည်းဂျပန်အော်ပရာကိုလေနေကျူစားဟုတ်ကဲ့အကူ
大凤，你高能呢？哎，高那呗，没钱嘛钱了。后边上面。我说呢，高娘，你高娘了呢？高到。烫long呢，路边地个，路边地个。好家己嘛，生意都不行了嘛，就咩？有的啊。生意的单我看那边没，现在几个叫家来的单价都没看那边。那个当边你们都说嘛不 ？OK， ကျွန်တော်လည်းကြော်တော်လေးတန်ဝေကရမိပါတယ်ဗျ။ အေးတန်ဝေကဆိုတာပြစ္ဆုတ်ပံမဟုတ်ဘူးကွာမင်းသားစေးမဆင်းလားဟုတ်ကဲ့ကိုရကဘာကိစ္စရှိလဲအော်ကျွန်တော်အသုံးဆွဲလေးနည်းနည်းကြက်နေလို့ခမရစီလာခဲ့လားအသုံးဆွဲကြက်တယ်ဆိုတော့ဒီကိစ္စတို့နဲ့မပြီးဘူးပြီးတော့မင်းသားသုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတို့မှတာဝန်နေအများကြီးကြတယ်ဆရာစင်ကြောမြတ်ဆေးရုံကဆင်းလာပြီနော်တွေ့ရတာဝန်တာလိုက်တာလားလာလည်းမဟုတ်လောကမှာမထင်တာတွေကြီးဖြစ်လာခဲ့ကျမမောင်းစိတ်မင်းကိုယ်ကိုစိတ်မနာဘူးလားဟင်ဘာလို့စိတ်နာမှာလဲဆရာရဲ့ဆရာစီကမင်းဆရာအနေနဲ့ကျွန်တော်ပညာတွေအများကြီးရပြီဒီနေရာကိုရောက်ခဲ့ရတာပါဆရာရဲ့ကျမမောင်းစိတ်မင်းကိုယ်စောင့်ခိုင်းတာဘာအကြောင်းတွေရှိပြီလို့လဲဟင်ဒီဆက်မှာဆရာကခေါင်းဆောင်မင်းသားနေရကျွန်တော်ကလက်ထောက်မင်းသားနေရကပြဖို့ဒီဆက်အုပ်ချုပ်တဲ့လူကြီးတွေစီမှာဆန္ဒတောင်းနေပါတယ်ဆရာဒီအကြောင်းကိုမကြခင်မြတ်သားစိန်လာပြောပါလိမ့်မယ်ဆရာရဲ့ဟောမြတ်သားစိန်လာအခင်းလေးဘယ်လိုလဲစာအုပ်ချုပ်တဲ့လူကြီးတွေအားလုံးကသူကမှသဘောမတူကြဘူးကိုအောင်စီမင်းဆက်ပြီးခေါင်းဆောင်မင်းသားလို့ဖို့ပြောနေကြတယ်ငါသာလျင်အတတ်ပညာရှင်ဆရာလူမသဘောမထားပါနဲ့ဆရာရဲ့ဆရာကိုကျမဒါလေးနဲ့ကြောပြရစီလူပညာမတိဖို့ကျွန်တော်လည်းကြောပြရစီဆရာရှင်လို့ငါကိုငါတင်ငါတဲ့တော်သူငါလူတွေယခုလေရှိတာအမြင်နောင်လေရှိလိမ့်မယ်စီပညာကုန်တဏကုန်အလှကုန်ပြမှုယူမိုက်ပြီးခဲ့တဲ့ငါဘဝရလနောင်ရပြီစာကနုပြိုဒုတိယမှာအိုးအခါမရွေးနာရီတလဲနောက်ဆုံးမိကုန်တေခြင်းအချုပ်ကိုအနုပညာရှင်မာနတကွန်မျိုးရိုက်ချိုးအောင်စိဒီစာကိုယူဆိုင်နားထောင်လားမြို့ရိုးခုံကျော်ဆင်တော်မိဗျာတရားဆွဲတော်မြို့ကျော်ပုံစားတကားမီတို့ကိုလုံးမောင်းမ6စာရာသပြစ်တန်တကယ်အစ်စ်အမှမဟုတ်ကင်းလျက်ကဲနဲ့စမုတ်အတွင်းကရွှေညံဆဲပြီးပေရာပေးတယ်ဆိုတာမသိလျော်ပါဘူးဖယားမသိလျော်ပါဘူးဖယားနော်စပုံပဲ့ပဲအဲ့ဒီစာကိုဆိုးစမ်းကွာမိအတွက်ငါအမှန်တန်စူးစမ်းရေးထားတာဟိုကောင်ကငါဒီလိုရေးမပေးဘူးနားလဲလားပြီးတော့ချစ်မြော်ကအမှန်ဘိုက်ဖို့ဟိုပိနေဒီလေးတို့စားရင်မကောင်းလားကောင်းတာပဲကွာဟာကွာမင်းကလည်းဒီစားလေးတော့စိတ်ဝင်စားဘူးသူတို့ခက်တဲ့ကောင်းမယ်
အဲ့ဒီပိနေသီးတဲ့တို့စားရင်ဘုန်းကြီးရိုက်ယူဟောက်စားရုံနဲ့မနေရပဲထွက်ပြေးရမယ်မင်းသိရလားစိတ်ဝင်စားသားမှာကွာမင်းအတွက်ကြိုးစားထားတာရော့ဒီစာကိုရအောင်ကြက်ထားမင်းသမီးလေးတွေသွားပြီးတော့သချင်းချပေးအောင်မယ်ဟုတ်လားကြိုးစားကွာကောင်းမလေးအဖေဘာပဲနဲ့ရောက်တဲ့ဘယ်သွားမလဲအဖေပါလဲကိစ္စမရှိပါဘူးဒီနားလေးတွေမှာဘာကြီးဖုန်းရဲ့ဒီလိုခွန်ကျော်စင်တော်မိပြတရက်ဆွဲတော်မြို့ဒီမဲ့မင်းသမီးဦးတနည်းကဘေးပြန်ညာပြန်မျက်စာပြစ်တာဘာသဘောလဲဆက်သေးကိုစရောက်လာတာသိကြောင်လည်းရင်မှတ်မိသေးရဲ့လားပြီးတော့အခုလိုဘဝနဲ့အခြေအနေရောက်လာတာကောသိကြောင်ပြောလိတွင်းထင်အောင်အပြင်ကာပြီးဒီဆက်ထဲမှာအောက်ချနောက်ချနေတော့မနေပြစီနေလားရှင်ရောင်မမင်းအမှုတပင်အင်အားစုရဲ့အကြီးကဲကြီးဟာဘယ်လိုများမိန့်တော်မူပါမလဲလို့သူစားတယောက်ကနာခံလျက်ပါမမဖိတ်မတော့ချုံတာရင်ပြည့်နေပြီစားဘာလို့လဲကိုရလဲသူကဘာလုပ်လို့လဲလို့ကိုတွေ့လည်းဖေးမင်းမကလည်းတစ်ဖက်ရတောက်နေတယ်တော်ကြတန်ကပ်ပြီးလေးအောင်နေတယ်တိတာဟုတ်မှာကိုဖီလေးတောက်လိုက်ပါအောင်ဟောအခုမှတတိယရဟာမြတ်သက်စိခုတလို့လေလက်ဖိတ်တွေတောက်မျက်စိကြောင်အိတ်မရဘူးပါနော်ကျေးဇူးတင်နေဟာနော်တောက်တော့ရော့ကော်ဖီမုံလီစားလိုက်ဦးလေနော်မင်းလားသူကြွေးတာမှမစားဘူးသူစားကြွေးတာမှစားမယ်ပြီးတော့မင်းသားစားဖို့တော့ဖို့လေသူစားမနေ့တိုင်းထားဝင်ယူမယ်နော်ဟောကိုရဲကလက်ဖိတ်တောင်းလေးဗျာတောက်ချင်အဲ့လိုကောင်းလိုက်မကလေးတွေကဟာသိကောင်းတက်ကောင်းမလေးညသားစေမျက်နာမကောင်းဘာမကောင်းနဲ့ဘာဖြစ်လာလဲဒီကိစ္စတွေအားလုံးဘာဖို့သိပါလဲကျမတို့ရဲ့စီရနာတွေမြစ်တာတွေပုံမှာကိုအောင်စင်တို့ရုံလုံးထင်လွဲနေပြီတို့လိုက်ရရင်တော့ဒီတိုင်းကြီးပါပဲကွာစိန်ကြုံမြန်ရွယ်လာမယ်ထင်ပါလေဟိုတယောက်ကလည်းလောလောလဲလဲနဲ့အဆွဲကောက်နေတော့အဲ့ဒီအပေါ်ရွယ်နေပြီနဲ့တူတယ်ကွာငုံနေပါနဲ့
မင်းသားပြောထားတဲ့အတိုင်းပဲနော်ဒါပဲ ဦးကြီးခဏဒီနေ့ညကျွန်တော်တို့ဂျပန်အော်ပရာမကတော့ဒါပဲ မရန်းစိနေရတဲ့ပြင်းနေဂျပန်အော်ပရာမကပြဘူးတဲ့ ဘာဖြစ်လို့လဲ အဲ့ဒါတော့ပြောတော့မင်းကငါခေါ်ပြောတာ ဒီလိုမဟုတ်သေးဘူးကျမကိုယ်တိုင်တော့မင်း ဒါတော့မေးလိမ့်မယ် ဒီဘယ်အော်ပရာမကတော့ဆို အေးဟာဒီနေ့ပေးသက်ကဖေးဆိုကြီးအော်ရာကပါဆိုလို့ဂျပန်အော်ရာမကတော့ ရေတွင်နဲ့တော့ကြပြီနဲ့သူရောင်လေးလေးများကိုစစ်တမွေးနဲ့တို့ကအသက်သွေးဝေးမယ်ချစ်ပါမယ်အလှတွေပါစုတယ်အလှတွေပေါင်းပါစုတယ်သမုဒိယကြီးလေးသူရောင်ဝဲသမုဒိယကြီးလေးသူရောင်ဝဲချစ်စကားတွေလိကြပူလေနမေရောအားသိခါထားရင်ကက်တာရရများလူအဖို့ပြေဝမာလာပွဲကြောက်အားပါလေကြောက်အားကြောက်အားဖို့မဆိုပါနဲ့ကွယ်နမတော်လေးရဲ့ကြောက်အားဖို့မဆိုပါနဲ့ကွယ်နမတော်လေးမင်းတော်ဒီမောင်ဖယားမင်းတို့ဘောချစ်မြဲချစ်မယ်စိတ်ချသမ်းပါကွယ်ပြောပါပါချစ်တကားကိုရမယ်အမေကြီးဒါကယူသည်ဆိုတာစာရေးအစီရင်ခံလိုက်ပါလေအမေကိုရုံးကတော့ဒုက္ခတွေမှာနေနေရသေးလို့အမေစိတ်မချမ်းသာမှဆိုပြီးစာမေးတာပါဟောခုတော့ကျွန်တော်ပလဲအယောင်မမေအလူတပင်အင်အားစုမှာနာမည်ကျော်မင်းသားအောင်စိန်မင်းသားဖြစ်နေပြီမေအော်လီအဲ့ဒီတော့လာမဲ့တဘူရဲလာစစတဲ့နေ့ကစပြီးရမဲအင်းမှာကမှာမို့အမေဆက်လာစေခြင်းပါလေတားတယောက်ကျမ်းပါပါတယ်အမေနဲ့ကိုရင်ထွန်းလူညီမလေးတို့ကျမ်းမာချမ်းသာကြပါစေတာအောင်စိတ်
ကျမ်းမှာချမ်းသာပါစေငါတော် တဲ့ပိုလွန်းလှပါလားပလီပလာကချက်ပြီးမနှွဲ့တတ်သူကိုတော့အချစ်ရောလို့ပေါ့နေမှာပေါ့ရှင်စားမပါတဲ့ဟင်းလျာကိုဘွားမျိုးပဲခေါ်ဒီကမြတ်တန်းစိန်ကတော့လှင်းနာနှစ်ဖက်နင်းပြီးမထားတတ်ဘူးတော့တယောက်ဆိုတယောက်ပဲတဲထဲမှာစာရေးပြီးချစ်ထားပါစိန်လေးမြတ်ဖျားထန်တော်ဘာမှာတစ္ဆာဆိုပြီးကိုအောင်စိန်ပေါ်တကယ်ချစ်ထားပါရှင်အမလေးတဲဆိုတဲ့စာပါလားဆက်ပြောသားမအောင်ပြောသားမအောင်ဒါကြောင့်လေဟောဒီကမြတ်တန်းစိန်အချစ်ကိုတော့ဘယ်သူနဲ့မှမနှိုင်းရှင်ပါနဲ့ကိုအောင်စိန်ရဲ့နော်ဘယ်မျိုးချလို့မထားတာစိန်လေးမြတ်တန်းစိန်ကိုစားသူချစ်ရင်မသက်ကစိန်ကိုစားလို့ဒီဝေရတစ်မျိုးတကယ်ပါမယို့အမျိုးမျိုးနဲ့လိန်ညာတွေစစ်တာယောက်ျားကောင်းရဲ့မောင်မတော်လားရှင်မြတ်တန်းစိန်ချစ်သူလေအပြောမရရင်များတဲ့ချစ်တော်လေနောက်ပိုင်းတောင်းမှဖြစ်ကြသေးတယ်နော်ကျေနပ်ကြပြီရောကျေနပ်ကြပြီရောစိတ်ရောက်ဆိုစိတ်ရောက်ဆိုစိတ်ရောက်ဆိုကြောင့်ယောဂဒီလာခွေလို့သာရေပါလီ
မြတ်သားစိတ်နင်ဘယ်လိုခံစားနေရတယ်ဆိုတာငါသိပါတယ်ဒီညကိစ္စနဲ့ပတ်သက်ပြီးတော့ကတထဲမှာရှိတဲ့မင်းကြီးတွေအားလုံးကတော်တော်မကြည်မနှက်ဖြစ်နေဟုတ်ပါတယ်ကိုရခနပါလာကရမင်းသမီးမှာခုခေတ်မှာမင်းသမီးများလို့နေရှိပိုက်ကရင်တော့တပိုက်ကမကလို့ဝလက်ပိုက်ကရင်သုံးပိုက်တော့ကောက်ခွင့်ရှိပါတယ်ကိုရခရဲ့ဟုတ်ပါတယ်ခုနားလည်ပါငါဒီစားဖို့ကိုင်စင်တော့စကန်ဦးတွေကအနုပညာသမားတွေအနုပညာကိုလေးစားရမယ်ဆိုပြီးတော့ငါလူတိုင်းကိုတိုက်တွန်းတယ်မပြင်းပတော့ကလူမှုရေးတွေဝင်ပြီးတော့ကအနုပညာကိုအနိုင်ကျင့်တာတော့ငါလည်းလက်မခံနိုင်ဘူးဘယ်နည်းနဲ့မှငါလက်မခံနိုင်မင်းသူစားမင်းအနေနဲ့ကိုကြီးကိုဒီလောက်ဒုက္ခပေးရရင်တော်တော့ပါပြီသူစားကိုကြီးကဘာလို့ရည်ညွှန်းနေပါလဲသူစားတော့နားရှင်းပါဘူးသိရကနေမူလာဦးလုပ်လို့လားသူစားကိုကြီးကိုရဲဆက်ချင်မှလည်းသူစားရဲ့အနုပညာလောကမှာကြော်ကြားသလောက်ပြည်စနဲ့အချင်းဆိုင်တွေကိုကြီးကကောင်းစေခြင်းတယ်သူစားဒီမှာအကိုကြီးကိုသစင်ကြိုးချိုးမလို့လားအကိုကြီးရင်ကျွန်းတာကတော့ဒါပဲသူစားအချိန်ခါဆိုတာဘဝရဲ့ဥတီချက်ကိုပြောင်းလဲပြစ်လိုက်နိုင်လေလို့သူစားပေါ်ဆွဆွဲပြီးခါအချင်းသေးလိုက်တဲ့သဘောပေါ့ဟမ်ဟုတ်တယ်မလားသဘောထားသိလိုက်တာလေအလွန်ပဲမင်းထင်တဲ့အတိုင်းပဲမင်းပြုမှုခဲ့တဲ့အတိတ်အားလုံးဟာမင်းပြောတဲ့အပြင်ဘာမှရှိသေးတယ်လေပြောသမ်းအောင်အိုးအကိုကြီးထင်ရတယ်လို့ထင်နိုင်တယ်ဒါပေမဲ့အကိုကြီးဆွဆွဲထားတဲ့အတန်းစားတွေကသူစားမဟုတ်ဘူးဆိုတာတော့အကိုကြီးနားလည်သိခြင်းနဲ့သိလားလက်ဖေးကဘလို့တွေ့ငါတွေ့လားအောင်စိတ်တွေ့လားပြောရင်းကဒီလက်ဖေးအောင်စိတ်မဟုတ်လားပြောသမ်းအောင်ဘာတော့နင်းဆန္ဒအရာအပြိုပေါ်တဲ့အမှုပညာကိုထိမ့်သိမ့်နိုင်မှသိဆိုပြီးတော့ငါတင်ဘာမှမပြောဘူးတတိလက်ထမယ်ဆိုလို့ငါလက်ခံထားတယ်ဟမ်ကိုကြီးရောက်လို့ဘလို့မှမချစ်ပါဘူးပြောကြတယ်နင်းမှတ်မိသေးလားမှတ်မိသေးလားငါပြောလားမမနဲ့ဘာမှမသိဘူးသိလားမမနဲ့ဒီဖေးကိုဝေးတာငါကိုရခခမရတို့ပြောတဲ့စကားတွေကျွန်တော်အားလုံးကြားပြီးပါပြီညာနှလုံးသားရဲ့အကြောင်းကိုကျွန်တော်ခုမှကောင်းကောင်းနားလည်သွားပါပြီကိုရခခမရဘာမှစိုးရိမ်စရာမလိုတော့ပါဘူးမေသူစာတကယ်တော့ငါ့ကိုချမ်းဆောင်ပြီးငါရဲ့အောင်မြင်မှုတွေပေါ့အမျက်ထုတ်ဖို့ကြံနေတာပါလားမင်းညကသူစကားနားထောင်မိပြီမြတ်သားစင်ပေါ်ငါပြုခဲ့မိတာမှားပြီငါငတ်တော့သူကြည့်တယ်ငါပညာလူကျင်တော့ငါ့ကိုသင်ပြပေးတယ်ငါအောင်မြင်လာပြန်တော့လေငါနဲ့ထက်တူထက်မြဝင်တာရှာ
ရှိရပါလေ ဘာလဲရှင်မမမေးဘူးလားယင်ဒီရရက်တက်မှုတောင်းမခံနဲ့လို့ခုမြတ်သားတဲ့ထွက်ပြေးပြီမရှိတော့ဘူးမရှိဘူးခု ရသားစေရသားစေဘယ်လိုဖြစ်တာလဲလို့မင်းကလည်းမသိတာကြလို့ဟာဟုတ်ကဲ့ဟုတ်ကဲ့ဘယ်မှမသွားဘူး။အိုးဒါမနေနဲ့လိုက်ဖူးဒီစိတ်လိုက်ဖူးဘာလဲဒီစိတ်ကိုဒုက္ခပေးအောင်မလို့လားမဟုတ်ပါဘူးမစေ။အိုးတော်ပြီကိုပြောတဲ့စကားကိုလည်းစောအောင်နားထောင်စမ်းပါဦး။နားမထောင်ဘူးနားမထောင်လို့မဖြစ်ဘူး။နားကိုထောင်မယ်မစေရဲ့မြစ်တာစင်မြစ်တာမယ်ဒီစောကားမိရဲ့အတွက်ဟုတ်တော့မှပြရတယ်။ညလုံးသားရဲ့ကြောင့်မြစ်တာဒီမြစ်မရဲ့ကြောင့်ကိုကောင်းကောင်းနားလေးပါမစေကိုဒီတော့နေနော်အဘိုးရှင်မကျတဲ့မတ်မစားရဲ့အမှုကြီးလို့ရပြီကွာကိုလည်းတူတိုင်ယူလိုက်တယ်နော်ဘယ်လိုဖြစ်လာကြတာလဲဟိုကတော့လူမျိုးရှုံနေမှာတော့ဒီစားတဲ့တို့ဆက်နေလို့ပဲကောင်းနေမှာလေအိုးဒီလိုပဲဖြစ်မလဲဗျကိုအနေနဲ့ဖြစ်ပါတယ်ဒါပေမဲ့ तू ကမနေချင်တော့ဘူးပြောနေတယ်ဒီလိုမလုပ်နဲ့လေဟေးမနေချင်ဒီစားဖြစ်မှနေလို့ဘူးမဖြစ်တော့ဘူးလူပညာတွေဆိုတာပြင်ပကလူမှုရေးတွေရှုပ်ထွေးလာတဲ့တောင်ခဏရရှိရကိုယ်ပိုင်လုပ်ငန်းမှလည်းမထိခိုက်စေအောင်ကိုတယောက်တွေ့နဲ့တစ်ဖွဲ့လုံးထိခဲ့မဲ့အလုပ်မျိုးမလုပ်သင့်ဘူးလို့သူစားလေးလေးနဲ့စဉ်းစားသင့်ပါလေဟုတ်ပါရဲ့မတူစားမိစင်ကြီးမတူစားပေါ်မှာဘယ်လိုမှသဘောမထားပါဘူးမတူစားဒီလိုမလုပ်ပါနဲ့နော်အိုးသူစားမနေဘူးဆိုမနေချင်ဘူးသိတယ်ဟုတ်ပါဘူးဒီလိုလုပ်နေလေမတူစားတော့မှနေမှာတော့သွားဖို့မသိဘူးလေမနေဘူးလားပါမနေဘူးဘာဖြစ်လဲဆက်ဆရာလာပါလိမ့်မယ်ဆက်ဆရာဆိုတာဘာတူလဲခဏစောင်းလာမှာပါဒိုရော့သားလားဟုတ်တယ်အိုးဝင်စားလိုက်တာစောင်းမှာဘောသားလေးကိုတွေးကျင်တာကိုလာမှာပါဟုတ်ကဲ့အမေအောင်စိန်လေအောင်စိန်လားအိုးတာဖို့စတော့ကြီးနဲ့ထမသိန်းကြီးနဲ့အောက်ကလည်းပစိုးကြီးနဲ့ပါလားဟမ်နှစ်ခတ်ကြီးနဲ့အိုးတာရဲ့တောမေတို့ဝင်းနေတဲ့တာရဲ့အမေကျွန်တော်နဲ့တွေ့နေပြီလေဘာလို့ငိုရတော့တာနဲ့အမေနဲ့ကွဲနေတာဘယ်လောက်ကြာလာလဲတာရဲ့အမလည်းမတည့်လို့တွေ့ရတယ်မင်းနိုင်မှာလားရှင်းလို့ရဲ့ကြည့်ကြပါဦးကျမသားလေးကိုတာအိုးတောင်ကြီးမစိုးလားမဟုတ်ရိုးပစိုးကြီးနဲ့ပါလားတာရဲ့လာဆိုတာဘာလို့လဲအောင်မလေးဒီလိုတော့ဖြစ်နေကြပြီဟောဘာပြောလိုက်ကြလဲမေးမင်းချွေးမကျွန်တော်ယူမဲ့မိန်းမဗျအောင်မလေးကြောက်ချွေးမတဲ့တော်တော့ရေအောင်မလေးချွေးမတဲ့တော်Thank you.
Thank you.